ပြေဝန်းနေတဲ့လာမင်းကြီးရဲ့အလင်းရောင်ဟာရွာရဲ့အနောက်ဘက်ကနေတော်တော်လေးဝေးတဲ့နေရာမှာရှိတဲ့ရဲရင်တို့ရဲ့ဟောင်းနှမ်းနေတဲ့တစ်သားအိမ်ဘောကိုတစ်ပင်တရိပ်တွေကြားနေထိုးဖောက်လို့ကြာရောက်နေပါတယ်တိတ်ဆိတ်လာတဲ့ညအချိန်မှာကြီးငှက်တွေရဲ့အော်တန်တွေဟာရဲရင်နဲ့မျိုးအောင်တို့တငယ်ချင်းနှစ်ယောက်ရဲ့စကားပြောတန်ရီမောတန်နဲ့ရောနှောကပေါင်းစပ်နေခဲ့တယ်ဗျသူတို့ရှိကမိရင်လေးရဲ့အလင်းရောင်ဟာအရက်ကြောင့်ရဲရဲနီးနေတဲ့သူတို့ရဲ့မျက်နှာတွေကိုထိုးဟပ်လို့နေပါတယ်ဟဲ့ရဲရင်ငါတို့ဒီညတောက်တာနည်းနည်းများနေပြီထင်တယ်ကွာရောဟာငါတို့မဆုံးတာအတော်ကြာပြီလေကွာအခုမှပြန်တွေ့ရတာတောက်ဆက်မှာမူးအောင်တောက်ပြီးရင်ငါတို့ဒီညဒီမှာပဲအိတ်လိုက်ကြတာပေါ့နော်သူတို့နှစ်ယောက်ဟာရွာထဲကကောင်မလေးတွေအကြောင်းအနေကြောက်မက်ဖွယ်တရေချောက်တဲ့ဇလန်းတွေအထိစကားတွေပြောကြရင်းနဲ့အေဂျန်တာယာလှတဲ့ပတ်ဝန်းကျင်ကိုခံစားရင်းအရက်ဆက်တောက်နေခဲ့တယ်ဗျမျိုးအောင်ကနတ်ဝိညာဉ်တွေနဲ့ပတ်သက်တဲ့လျှို့ဝှက်စမ်းကြဲတဲ့အကြောင်းအရာတွေကိုအရန်ယုံကြည်တတ်သူဖြစ်ပြီးရဲရင်ကတော့အဲ့ဒီလိုအကြောင်းအရာတွေကိုအမြဲတမ်းရီမော့လှောင်ပြောင်းလေးရှိကလုံးဝအယုံကြည်လည်းမရှိတဲ့သူဖြစ်ပါတယ်ဒီလိုနဲ့ဆက်တောက်လာရင်ညနေလာတဲ့အချိန်မှာတော့ပလင်းတွေကအရက်ဖြူတွေဟာလည်းတဖြည်းဖြည်းကုန်းသွားပြီးသူတို့နှစ်ယောက်လည်းတဖြည်းဖြည်းနဲ့တတိလွတ်လာခဲ့တယ်ဗျတော်တော်လေးအကြာမှာတော့ရဲရင်တယောက်အပေါ်အရန်သွားကျင်လာခဲ့တာကြောင့်အိယာကနေနိုးလာခဲ့တယ်ဗျဒါနဲ့ပဲရဲရင်လည်းအချင်းမိုးရူနဲ့ထားရက်လိုက်ပြီးပတ်ပတ်လဲကိုကြည့်လိုက်တယ်ဗျအိမ်သားအိမ်အောက်မှာရှိနေတာကြောင့်စင်ပြီးသွားဖို့ပြင်းတာကြောင့်ဝရဏာအပေါ်ကနေပဲအောက်ကိုပေါက်ချဖို့ပြင်းနေခဲ့တယ်ဗျဟာဟေ့အောင်ရဲရင်မင်းဘာလုပ်မလို့လဲလူကြီးတွေကဒီလိုညဘက်ဒီမှာအိမ်မောကနေအခုလိုမျိုးမစင်ဆုံးတာတို့အပေါ်သွားတာတို့ရှိရင်ကန်ဆုမှုတွေနဲ့ကြုံရတယ်လို့ပြောတာကြားဘူးလေကွာမလို့ဆမ်းပါနဲ့ကွာနော်ဒါပေမဲ့ရဲရင်ကမျိုးအောင်ရဲ့စကားကိုဂရုမစိုက်ပဲမှောင်မဲနေတဲ့အိမ်ရောက်ကိုအပေါ်ကနေပဲသူ့ရဲ့အညစ်အကြေးတွေကိုစွန့်ထုတ်လိုက်တယ်ဗျသူအပေါ်သွားနေရင်စိတ်တသာရရသွားလို့တက်ပြင်းချလိုက်တဲ့အချိန်မှာပဲအိမ်ရောက်ကနေထူးဆန်းတဲ့အတန်တွေရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအတန်ဟာပူလောင်နေတဲ့အရာတစ်ခုပေါ်ကိုရေလောင်းချလိုက်တယ်လို့ရှဲဆိုတဲ့အတန်မျိုးဖြစ်ပြီးအဲ့နောက်မှာတော့၆ကတ်နေတဲ့လေချောင်းတန်နဲ့ဒေါသတကြီးအော်ဟစ်လိုက်တဲ့အတန်တွေပါတစ်စက်တည်းထွက်ပေါ်လာခဲ့ပါတယ်ရဲရင်တယောက်ထိတ်လန့်သွားပြီးချက်ချင်းမှကြက်သိမ်းမွှင်းကြီးနေထလာခဲ့တယ်ဗျသူအပေါ်သွားတော့ရက်ပြီးနားဆွင့်လိုက်ပြီမဲ့အရက်မူးနေတဲ့အချိန်ကြောင့်ဘာမှအသေးချာမတွေးနိုင်တော့ပဲပေါလက်စာအရာကိုဆက်ပေါက်ပြီးမျိုးအောင်ရဲ့ဘေးမှာပုံမှန်အတိုင်းဝင်းအိတ်လိုက်တယ်ဗျမနက်မိုးလင်းတော့မျိုးအောင်ကအရင်နိုးလာပြီးကွေးကွေးလေးအိတ်နေတဲ့ရဲရင်ကိုနှိုးခဲ့လိုက်ပါတယ်ရဲရင်တယောက်မူးနှောင်းနှောင်းနဲ့မျက်လုံးဖွင့်လာခဲ့ပြီးသူတို့နှစ်ယောက်ရွာထဲမှာလှုပ်သွားလို့ဖို့အတွက်အိတ်ရာကထားခဲ့လိုက်ကြတယ်ဗျဒါပေမဲ့အိမ်မောအစင်းကန်ဒီမှာရဲရင်ကအိမ်ရောက်ကနေထူးဆန်းတဲ့အနံ့တစ်ခုကိုရခဲ့လိုက်ပါတယ်အဲ့ဒါကစိုးစိုးနေတဲ့မြေကြီးနှံ့နဲ့ရောထွေးနေတဲ့တွင်းညီနှံ့လို့ရောရှက်နေတဲ့အနံ့မျိုးပါအဲ့အနံ့ကပြုတ်အန်ချင်းစရာဖြစ်နေပေမဲ့ရဲရင်တယောက်အနံ့ကိုတက်ကြီးမဆိုင်ပဲအနိနာမှာတေဆုံးနေတဲ့သွေးဆန်အကောင်တစ်ကောင်ရဲ့အနံ့ဖြစ်လိမ့်မယ်လို့သာထင်ခဲ့လိုက်တယ်ဗျအဲ့ဒီတနေ့လုံးရဲရင်ဟာထူးဆန်းတဲ့ခံစားချက်တွေကိုခံစားနေခဲ့ရပါတယ်အဲ့ဒါကတော့သူ့ကိုအမောင်ရိပ်ထဲကနေတစုံတစ်ယောက်ကစူးစိုက်ကြည့်နေတယ်လို့မျိုးခံစားနေရတာပါညဘက်အိပ်ပျော်နေတဲ့အချိန်တွေမှာလဲတစုံတစ်ယောက်ကသူ့ပတင်းပေါက်အောက်မှာမတ်တက်ရက်နေတယ်လို့မျိုးခံစားနေရပြန်ပါတယ်ဒီလိုနဲ့ကြောက်ရွံ့မှုတွေကရဲရင်ရဲ့စိတ်ထဲမှာတဖြည်းဖြည်းချင်းကြီးထွားလာခဲ့ပြီးသူဟာညညဆိုအိပ်လို့မရပဲတညလုံးအပြင်ကလေတိုက်တန်ကိုသာနားထောင်ရင်းမိုးလင်းတဲ့အထိမအိပ်ဖဲနေခဲ့ရတယ်ဗျတခါတရံအချိန်တွေမှာလဲပတင်းပေါက်အပြင်ဘက်ကနေလူအရိပ်လိုလှုပ်ရှားနေတာကိုမြင်ရတတ်ပါတယ်ဒါပေမဲ့အသေးချာကြည့်လိုက်တဲ့အခါမှာတော့ဘာမှမရှိပဲမှောင်မိုက်မှုနဲ့တိတ်ဆိတ်မှုတွေသာရှိနေခဲ့တယ်ဗျဒီလိုနဲ့တနေ့လုံးရဲရင်တယောက်ထိတ်လန့်နေခဲ့တာကြောင့်နောက်ဆုံးမှာတော့စိတ်တွေကိုသူ့လုံးဝမထိန်ချုပ်နိုင်တော့ပါဘူးနောက်တစ်နေ့ညနေရွာထဲကအလုပ်တွေပြီးတဲ့အခါရဲရင်တို့တငယ်ချင်းနှစ်ယောက်သားအိရှိယခုံမှာထိုင်နားနေကြပါတယ်ပတ်ဝန်းကျင်ကအရင်နေ့တွေထက်ပိုပြီးတိတ်ဆိတ်နေပြီးရဲရင်ကလည်းတိတိတသာကိုစိတ်သက်ကြကငေးမှိုင်လို့နေခဲ့တယ်ဗျမင်းဘာဖြစ်နေရလဲကွာမနေ့ကလေးကတမိုင်းမိုင်းနဲ့ငါလည်းမသိတော့ပါဘူးကွာအဲ့အောင်မျိုးဟိုနေ့ညငါစီးသွားတော့ထူးဆန်းတဲ့အတန်တွေမင်းကြားလိုက်မိသလားထူးဆန်းတဲ့အတန်ဟဟလားငါတော့ဘာမှကြားမိပါဘူးမင်းဘာတွေကြားလိုက်လို့လဲငါလည်းအသေးချာတော့မသိဘူးကွာရင်တွင်းနဲ့လောင်းလိုက်သလိုအတန်မျိုးနဲ့၆ကတ်နေတဲ့လေချောင်းတန်လိုအတန်မျိုးလည်းကြားလိုက်ရတယ်တိတ်တော်မကျဲပေမဲ့အတန်ကတော်တော်လေးကိုကြောက်စရာကောင်းနေကွာမင်းအဲ့ဒီအပေါ်သွားတဲ့နေရာအဲ့ဒီအောက်မှာဘာမှမရှိဘူးဆိုတာသိကြလားငါလည်းကြည့်ပါသေးတယ်
ဘာမှမရှိဘူးကွာအဲ့စကားကိုကြားတော့မျိုးအောင်ရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားပြီးတန်တရားဖြစ်နေရကနေကြောက်ရွံ့မှုအဖြစ်ကိုတိတိတတ်တာပြောင်းလဲသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ရဲရင်ရဲ့စကားတွေကရွာထဲမှာသူတို့ငငယ်ကလေးကကြားဘူးခဲ့တဲ့ရှေးဟောင်းယုံကြည်မှုတစ်ခုကိုပြန်လဲနှိုးဆွလိုက်လို့ပါပဲအဲယုံကြည်မှုကတော့ညဘက်မှာအိန္ဒိယကျမ်းမြေအောက်ကနေရာတွေဟာလွတ်နေတာမဟုတ်ပဲအဲ့ဒါကလန်တလားနေတဲ့ဝိညာဉ်တွေဆွေမျိုးမရှိတဲ့တရေတွေအတွက်နားခွေရနေရဖြစ်တယ်ဆိုတဲ့ယုံကြည်မှုပါပဲအဲ့ဒီညတဖြည်းဖြည်းကုံဆုံးခဲ့ပြီးသူတို့တငယ်ချင်းနှစ်ယောက်လည်းကြောက်ရွံ့မှုတွေနဲ့အတူအိတ်ဆက်ခဲကြရပါတယ်ဒီလိုနဲ့အိတ်နေချင်းညတကောင်ရံအချိန်မှာတော့တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာကြောက်စရာအတန်တစ်ခုထွက်ပေါ်လာခဲ့တယ်ဗျအဲ့အတန်ကတော့တစုံတစ်ယောက်ကလက်သက်အရှိကြီးတွေနဲ့ကျမ်းမြင်ကိုဆွဲချင်နေတယ်လို့အတန်မျိုးဖြစ်ပြီးတနေရာထဲမှာရပ်နေတာမျိုးမဟုတ်ပဲအတန်ကတဖြည်းဖြည်းချင်းအပေါ်တက်ကိုတက်လာတဲ့လေကားစီကိုတွားနေခဲ့ပါတယ်ရဲရင်တို့နှစ်ယောက်လည်းမှောင်မဲနေတဲ့လေကားထိပ်ကိုစူးစိုက်ကြည့်နေကြပြီးနောက်ဆုံးမှာတော့သပင်းတွေဖြူဖွေးနေတဲ့ခေါင်းတစ်ခုကလေကားထိပ်ကနေတဖြည်းဖြည်းချင်းတက်လာခဲ့တယ်ဗျပြီးတော့စုပ်ပြတ်နေတဲ့အဝတ်စားတွေနဲ့အဖွားကြီးတယောက်ရဲ့ခန္ဓာကိုယ်ကပေါ်လာပြီးသူ့ရဲ့မျက်လုံးတွေရေးရေးတွေနဲ့ရဲရင်ကိုစိုက်ကြည့်နေခဲ့ပါတယ်သူမရဲ့ခေါင်းပေါ်မှာတော့အပူလောင်ထားသလိုအကွက်လိုက်ဖြစ်နေတဲ့အနာတွေလည်းရှိနေခဲ့တယ်ဗျရဲရင်တယောက်အလုံးအမင်းလန့်ဖြန့်သွားပြီးလက်ထဲမှာကျန်းနေတဲ့အရက်ဖြူပလင်းကိုအဲ့ဒီအဖွားကြီးရဲ့ခန္ဓာကိုယ်စီကိုအားကုန်လွှဲပစ်ခဲ့လိုက်ပြီဗျအဖွားကြီးကကြောက်ချကောင်းတဲ့ပုံစံနဲ့ပြုံးလိုက်ပြီးလူသားတယောက်ရဲ့အင်အားထက်အဆများစွာကြီးမားတဲ့အားနဲ့ရဲရင်ကိုဝင်ပြီးတိုက်ခိုက်ပါတော့တယ်ရဲရင်ကြောင်းလာတကြားရုန်းကန်ခဲ့ပေမဲ့အဖွားကြီးကိုမနိုင်ဘူးဖြစ်နေခဲ့တယ်ဗျအဖွားကြီးကရဲရင်ကိုကျမ်းမြေပုံမှာလှည့်ချလိုက်ပြီးသူ့ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ကပါဇက်ကိုအကျယ်ကြီးဟခဲ့လိုက်ပါတယ်ပြီးတော့သူမရဲ့စေးကန်နေပြီးအနက်ရောင်တန်းနေတဲ့တွင်းညင်နဲ့ပြင်းတဲ့အရေးတွေကိုရဲရင်ရဲ့ပါဇက်ထဲကိုလောင်းထည့်တော့တယ်ဗျအရေးတွေအကုန်လုံးရဲရင်ရဲ့ပါဇက်ထဲရောက်သွားတဲ့အခါမှာတော့အဖွားကြီးရဲ့ခန္ဓာကိုယ်ကပြင်းထန်စွာတုံရှင်လာခဲ့ပြီးမျိုးဝိုင်းမျက်စိရှိမှလည်းအလင်းအမြန်ပိန်ချုံချောက်ကပ်သွားကအယိုးကြောက်တစ်ခုလိုဖြစ်သွားပါတော့တယ်မျိုးအောင်တယောက်ကတော့အသက်လူပြီးအိမ်မောကနေဆင်းပြေးသွားခဲ့ပြီးရွာထဲကလူတွေကိုအကူအညီတွားခေါ်ပါတော့တယ်